ခေါ်ကျွန်တော်ရဲ့အတွေ့အကြုံဖြစ်တယ်ကျွန်တော်ဆရာစားနေခြင်းလည်းမဟုတ်ဘူးအကြံတစ်ခုရပါစေခြင်းကကျွန်တော်ဘက်ကလေ့လာထားတဲ့အတိုင်းကျွန်တော်တွေ့ရှိချက်တွေကိုပြောခြင်းဖြစ်တယ်အဲ့တော့မနေ့က live မှာ Atlantic Charter ကိုအသုံးပြုရမယ်လို့ကျွန်တော်ပြောခဲ့တယ် Atlantic Charter ဆိုတာဘာလဲဆိုတာကိုလည်းကျွန်တော်ရှင်းပြခဲ့တယ် Atlantic Charter ဆိုတာ United Nations ကုလသမဂ္ဂဒီကုလသမဂ္ဂကြီးဖြစ်တည်လာရမှုအတွက်ဒီကုလသမဂ္ဂမဖြစ်တည်မီမှာကုလသမဂ္ဂကိုဘာကြောင့်ထူထောင်ရတယ်ဆိုတဲ့ရည်ရွယ်ချက်ပြီးတော့အဲ့ဒီရည်ရွယ်ချက်နဲ့ပြုလုပ်ဆောင်ရွက်မဲ့ဂရိသစ္စာ7ပါးပေါ့ကျွန်တော်တို့ဟိုဘာသာရေးစကားလုံးနဲ့တော့7ပါးပြီလားပေါ့ဗျာနော်အဲ့လို7ပါးကို agreement လုပ်ပြီးတော့လက်မှတ်ထိုးပြီးတော့ထူထောင်ခဲ့ကြတာဖြစ်တယ်အဲ့ဒီမှာနံပါတ်3အချက်ကပြည်သူလူထုကရွေးချယ်တင်မြှောက်သောပြည်သူလူထုသည်လွတ်လပ်စွာအကြောက်တရားကင်းမဲ့စွာဖိနှိပ်ချုပ်ချယ်မှုကင်းမဲ့စွာရွေးချယ်တင်မြှောက်သောအစိုးရကိုအတိအမှတ်ပြုပေးရမယ်အဲ့ဒါပါတယ်ဆိုတော့နောက်တစ်ချက်ကဒါကြောင့်ကျွန်တော်တို့လောလောဆယ်ချင်းပြိုင်နေတဲ့အစိုးရနှစ်ရပ်မှာကုလသမဂ္ဂကအတိအမှတ်ပြုဖို့အတွက်ဒီ Atlantic Charter ကိုတိုင်တွယ်သိနေလို့ကျွန်တော်ကအကြံပေးခဲ့တယ်ထပ်ဆင့်ပြီးတော့လည်းဘာကြောင့်တိုင်တွယ်သိတယ်လဲဆိုတာကိုကျွန်တော်ကဒီနေ့ရှင်းပြမှာဖြစ်တယ်အဲ့တော့တကယ်လို့အဲ့လိုဖြစ်ပြီဆိုရင်နောက်တစ်ခုက aggressive ဖြစ်တဲ့အင်မတန်ရန်လိုတဲ့တပ်ဖြတ်တဲ့အစိုးရတို့မဟုတ်အုပ်စုအဲ့ဒီအုပ်စုကိုလက်နဲ့ဖျက်သိမ်းရမယ်လို့အဲ့ဒီဂရိသစ္စာ10ပါးတွေကနံပါတ်7မြောက်နောက်ဆုံးချက်မှာပါဝင်ထားတယ်ဒါကြောင့်ကိုယ့်ဘက်ကတာမန်ရေးတိုက်ကွက်ကအရေးကြီးတယ်ဟိုကြံတော့တိုက်ကွက်တွေကြံတော့တော်လှန်ရေးတွေမလုပ်ရဘူးလို့ကျွန်တော်မတားဘူးမပြောဘူးကျွန်တော်မသိဘူးကျွန်တော်အဲ့ဒီအတွက်အကြမ်းလည်းမပေးဘူးကျွန်တော်ဘာကြောင့်လဲဆိုအကြမ်းမပေးဘူးလဲဆိုကျွန်တော်မကြွမ်းကျင်တဲ့ကိစ္စကိုကျွန်တော်ဝင်ပြီးတော့အကြမ်းမပေးခြင်းလို့အကြမ်းမပေးခြင်းဖြစ်တယ်ဆိုတော့အခုဒီ Atlantic Charter ကိုဘာကြောင့်သုံးနေတယ်လဲဒီနေရာမှာမေးခွန်းတွေအများကြီးရှိတာပေါ့ဗျာနော်ဆိုတော့ Atlantic Charter ကိုဆိုတာကုလသမဂ္ဂမဖြစ်တည်မီကသဘောတူညီခဲ့သောသဘောတူချက်ဖြစ်တယ်အဲ့တော့မေးစရာမေးခွန်းတစ်ခုကဒီအချိန်မှာမြန်မာနိုင်ငံလွတ်လပ်ရေးမရသေးဘူးမြန်မာနိုင်ငံဒီ Atlantic Charter ကိုလက်မှတ်ထိုးခဲ့သောနိုင်ငံတွေမပါဝင်ဘူးမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတော့နိုင်ငံဖြစ်လာတော့မှကုလသမဂ္ဂမှာအဖွဲ့ဝင်အဖြစ်ပါဝင်လက်မှတ်ထိုးသောနိုင်ငံဖြစ်တယ်ဒါကြောင့်ဒီဟာမှာလက်မှတ်မထိုးထားတဲ့မြန်မာနိုင်ငံကမပါဝင်ဘူးလို့တချို့ကစဉ်းစားကောင်းစဉ်းစားမယ်ဒါပေမဲ့ဒီကုလသမဂ္ဂကြီးထူထောင်ရခြင်းဒီဘာရည်ရွယ်ချက်လဲဘာလုပ်ဖို့လဲဆိုတဲ့အပေါ်မှာအခြေခံအုပ်ပြပေါ်မှာထူထောင်ခြင်းဖြစ်တယ်အဲ့ဒီဟာကိုလက်မှတ်ထိုးထားတာကတရုတ်တို့ရုရှားတို့လက်မှတ်ထိုးထားတယ်အဲ့ဒီလက်မှတ်ထိုးထားတဲ့နိုင်ငံကြီးတွေကဗီဒီယိုအာဏာနဲ့တိုင်တွယ်လို့မရအောင်ကိုယ့်ဘက်ကဒီ Atlantic Charter ကိုချသုံးဖို့ထုတ်သုံးဖို့ပြင်ဆင်ရခြင်းဖြစ်တယ်အဲ့တော့နောက်တစ်ခုကဥပဒေဆိုတာခြေကရေးဆွဲခဲ့သောဥပဒေတွေကိုနောက်ကပြန်ကူးကားရတာဒါကတော့ဘာသာတရားတွေမှာလည်းရှိတယ်ဥပမာဗုဒ္ဓဘာသာမှာဆိုရင်ဂရုဓမ္မသီလဆိုတာရှိတယ်ခြေကရှင်ဂေါရမမတိုင်မီကလူလောကကြီးမှာသူ့ရဲ့အတိုင်းဝိုင်းသူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့၅ပါးသီလတို့7ပါးသီလတို့ကိုအရှင်ဂေါရမလက်ထက်မှာပြန်သုံးတာရှိတယ်ပြန်သုံးတယ်ဆိုရင်ပြန်သုံးခွင့်ရှိတယ်ဒါကဗုဒ္ဓဘာသာရဲ့လို့မဟုတ်ဘူးမွတ်စလင်မာရောခရစ်ယာန်မာရောဂျူးမာရောဒီလိုပဲသုံးတယ်ဒီဥပဒေအဲ့တော့ဒါကိုကျွန်တော်တို့ကဥပဒေပြုတဲ့ဥပဒေပညာရှင်တွေကလည်းဒီတိုင်းပဲလိုက်တယ်ဥပမာအနိကဆုံးပြောလို့ရှိရင်2019ခုနှစ်ဒီဇင်ဘာလမှာမြန်မာနိုင်ငံက ICJ ကိုပထမဆုံးတက်တယ်မြန်မာနိုင်ငံကဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးတော့ဒါ ICJ ကိုတွားတဲ့အုပ်စုပေါ့နော်အဲ့ဒီမှာသူတို့ဘက်ကရှင်းနေကြီးဝီလီယံရှစ်ဘက်ကပထမနေ့မှာရှင်းနေကြီးအာဂါဘန်တို့ကတင်ပြတယ်ဒါဂျင်နိုဆိုက်မြောက်နေတယ်ဆိုပြီးတင်ပြတယ်ဒါကိုဒုတိယနေ့မှာရှေပတယ်ဒုတိယရှေပတာဘယ်လိုရှေပလဲဂျင်နိုဆိုက်မမြောက်ဘူးဘာကြောင့်ဂျင်နိုဆိုက်မမြောက်ဘူးလို့ပြောတယ်အဲ့လိုပြောတာကဝီလီယံရှစ်ဘက်ကပြောတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံကဝီစတင်ဝစ်တွေကတော့တော်တော်လေးငါတို့ရှေပလိုက်ပြီ
ဟိုဘက်ကပက်လက်လန်သွားပြီဘာညာပြောတာပေါ့နော်ဒါကတကြောင်ထားလိုက်တော့အဲ့တော့နောက်ဆုံးဖိုလီဟော့ဘက်ကရှင်းနေကြီးဂမ်ဘီယာဘက်ကလည်းရှင်းနေကြီးဖီလစ်တန်ဘာပြောလဲဆိုတော့ဖီလစ်တန်ကိုးကားသွားတဲ့အကိုအကားတွေတမိုင်းနေဒါဒီပထမကဘာဆက်မတိုင်မီကဖြစ်ခဲ့တဲ့အဖြစ်တွေပါပါတယ်ဘယ်ခုနဲ့မှဘယ်နိုင်ငံဘာဖြစ်ခဲ့တယ်ဘယ်ခုနဲ့မှဘယ်နိုင်ငံဘယ်လိုဖြစ်အဲ့ဒါကိုဂျီနိုဆိုက်သတ်မှတ်တယ်ဆိုပြီးတော့ကိုးကားသွားတဲ့အကိုအကားတွေပြီးတော့မှ तू ကဖီလစ်တန်ဆိုတာခင်ဗျားတို့မှတ်မိမှာပါဒေါအောင်ဆန်းစုကြည်ကိုမတန်အေးချစ်ဆိုပြီးတုံးသွားတာခင်ဗျားတင်းစိတ်နေတာပို့ပြီးတော့ဝန်ခံရောက်ပါတယ်ပြောသွားတဲ့ရှင်းနေကြီးပေါ့နော်အဲ့ဒီရှင်းနေကြီးကိုကားသွားတဲ့အကိုကားသည်ဝီလီယံချစ်ဘက်ကိုပါပြောတယ်မင်းစာသွားပြန်တင်လိုက်ဦးနဲ့မင်းဒါမသိခဲ့ဘူးမဟုတ်လားဝီလီယံချစ်ဘက်ဘာမှမပြောနိုင်ဘူးမျက်နှာတေသွားတယ်ဘာကြောင့်လဲဥပဒေကိုဒီဥပဒေတစ်ခုဖြစ်တည်လာမှုသည်ဘယ်လိုဇက်မျက်ရှိတယ်ဘယ်လိုရေတော့မြက်ကလာတယ်ဒီဥပဒေကိုအဲ့လိုပြထားရတာဒါမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာလူများစုနိုင်ငံမှာယဟန်တန်ဃာတွေလည်းအများကြီးရှိပါတယ်ယဟန်တန်ဃာတွေရဲ့ဝိနည်းတွေကဒီဥပဒေတစ်ခုဘာကြောင့်ဖြစ်တည်ရတယ်ဆိုတာရှေ့ကအကြောင်းကရှိတယ်ခင်ဗျားတို့တာမန်လူထုအနေနဲ့ဒါတွေကိုမလေ့လာအားဘူးဆိုရင်လည်းနီးစပ်တကယ်ပညာတတ်ဘုန်းကြီးတွေကိုမေးကြည့်ပါဥပဒေတစ်ခုတိုင်းကအလကားဖြစ်လာတာမဟုတ်ဘာကြောင့်ဖြစ်လာတယ်ဆိုတဲ့အကြောင်းပြချက် reason ရှိတယ်အဲ့တော့ဒီဥပဒေဖြစ်တည်လာမှုကိုဘာကြောင့်ဖြစ်လာလဲဆို reason ကိုကျွန်တော်တို့ကရေတောက်မြက်ကိုကန်ရတယ်အဲ့ရေတောက်မြက်ကိုမကန်မဲနဲ့အပေါ်ယံလေးပဲလိုက်နေခင်ဗျားတို့ကျွန်တော်တို့ဘဝကဈေးထဲမှာရောင်းတဲ့ကြက်ဥတွေကိုမြင်မှုပြီးတော့ကြက်ဥကိုမြင်ဘူးလားအပေါ်အခွန်ပဲတကယ်တမ်းကြက်ဥပြုတ်ကျွေးတဲ့အချိန်မှာဟာကြက်ဥကအခွန်ခွာတော့ဒါကြက်ဥမဟုတ်ပါဘူးကွာအနှစ်ကို तू မမြင်ဘူးအဲ့လိုခံရင်းတဲ့လူတွေလိုဖြစ်နေလိမ့်မယ်အဲ့တော့ရေတောက်မြက်ထိလိုက်ပြီးတော့ကျွန်တော်တို့ကကင်တွယ်ရမယ်ဒါကြောင့်ဒီဥပဒေကိုကင်တွယ်လို့ရတယ်ဒီဥပဒေဒီရေတောက်မြက်ဖြစ်တယ်အဖွဲ့အစည်းတစ်ခုဖြစ်တည်လာတော့ရည်ရွယ်ချက်သူ့ရဲ့ရည်ရွယ်ချက်ကိုသူဖြစ်သိမ်းမယ်ဆိုရင်ရုရှားနဲ့တရုတ်ကဒီလောက်ထိတိုင်းသူပြည်သားကအတိမတ်ပြုသောအုပ်စုကိုအစိုးရလို့အတိမတ်ပြုမယ်ဆိုရင်ရုရှားနဲ့တရုတ်ဘက်ကအတိမတ်ပြုပေးမယ်ဆိုရင်သူသူ့ရဲ့ဂရိတ္တစာကိုချိုးပြစ်သူဖြစ်တယ်အဲ့ဒီထက်ပိုပြီးကြီးကျယ်တာကအကယ်၍ဂရိတ္တစာကိုချိုးပြစ်ခဲ့တော့အဲ့ဒီနိုင်ငံတွေကိုပင်လေကိုယ့်ဘက်ကလုံနိုင်တယ်ဆိုရင်ပေါ့နော်ဥပဒေကြောင်းအရာ ICJ ကိုတင်လို့ရတယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်ဒါကတကြောင်ပါကောင်းပြီဒါဆိုရင်ဒီဥပဒေကိုဆီးရီးယားတို့အီဂျစ်တို့1988ခုနှစ်မှာမြန်မာနိုင်ငံကအာဏာသိမ်းတော့ကအဲ့ဒီအစိုးရတွေကိုဘာကြောင့်အညာကင်ပြီးတော့ဒီဥပဒေနဲ့မလုတ်ခဲ့တယ်လေဒါလည်းမေးခွန်းတစ်ခုပါနံပါတ်1အတိုက်ခံဖြစ်လာတော့အုပ်စုတီငါဘယ်ဥပဒေကိုကင်တွယ်ရမှာဆိုတာသိဖို့လိုတယ်နံပါတ်2ဘယ်လို lobby တွေကိုရှိကမယ်ဘယ်လိုရှင်းနေ law firm တွေကိုရှိကမယ်ဆိုတာသိဖို့လိုတယ်ကိုယ်တိုင်ကမသိဘူးဆိုရင်တောထဲမှာလူတွေသိသလိုပဲအသက်ခါရတဲ့လူတွေသူကမြပုံမှန်300နဲ့ကိုမသိဘူးအဲ့တော့ဥပဒေကိုမသိတဲ့အတွက်ဥပဒေနဲ့မသုံးတတ်တဲ့အတွက်ဥပဒေနဲ့အနိုင်ကျင့်ခြင်းခါရတာလည်းရှိတယ်တရုတ်တို့ရုရှားတို့အဲ့ခက်ကအမေရိကန်တို့သူတို့ပင်မမဲ့အလုပ်ကိုမလုပ်ဘူးကိုယ့်ဘက်ကကိုကတင်ပြနိုင်မှာသူတို့ကအလုပ်လုပ်တာဒါကိုလည်းကျွန်တော်တို့နားလည်ထားဖို့လိုအပ်တယ်ဒါတကယ် lobby လုပ်နေတဲ့ advocacy လုပ်နေတဲ့ပုံကိုယ်တွေဆိုရင်ဒီလောက်ဆိုသိပါပြီကျွန်တော်ပြောနေတာအဲ့တော့1988ခုနှစ်မှာဒီဥပဒေကိုသုံးဖို့မသိကြတာတကြောင်နံပါတ်2ကအာဏာသိမ်းတဲ့အုပ်စုကိုဒီဖက်ဒရယ်အစိုးရလို့အတိမတ်ပြုလိုက်တယ်အဲ့တော့အဲ့ဒီတော့ကဗိုလ်ချုပ်စောမောင်တို့တက်လာတဲ့အာဏာသိမ်းပြီးတော့ပါတီတွေထူထောင်ခွင့်ပြုမယ်ရွေးကောက်ပွဲလုပ်ပေးမယ်ဘာညာအားလုံးပြောတော့ပါတီလည်းတကယ်ထူထောင်ခွင့်ပေးတယ်ရွေးကောက်ပွဲလည်းတကယ်လုပ်ပေးတယ်အဲ့လိုပြောတဲ့ကာလမှာမြန်မာနိုင်ငံရဲ့အဓိကအတိုက်ခံဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အပါအဝင်မြန်မာနိုင်ငံမှာရှိသောအတိုက်ခံအားလုံးနှီးပါးကကျေနပ်စွာလက်ခံသွားတဲ့အတွက်သူကအစိုးရတရားလို့ဖြစ်သွားတယ်ဒီဖက်ဒရယ်အစိုးရစစ်အစိုးရပေါ့နော်ဘယ်ကောင်းစိတ်မဲ့တက်တဲ့အစိုးရတရားဖြစ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့က
အစိုးရနေရာလူဖို့ဥမာဒီဘက်မှာပြည်ပမှာရှိတဲ့စင်မြိုင်အစိုးရနေရာလူဖို့မဖြစ်နိုင်တော့အခုကစစ်အုပ်စုကိုဘသူကမှအတိမမပြုတ်ဘူးအစိုးရဖြစ်ကိုယ့်ဘက်ကကိုယ့်အုပ်စုကိုအတိမပြုတ်ဖို့အတွက်ဒါတွန်းရတဲ့အစိုးရလူပွဲလို့ခေါ်တယ်ဒါကြောင့်ဒါဒီအင်မတန်အရေးကြီးတဲ့တော့ချက်ဖြစ်တယ်ဆီးရီးယားမှာအာဆတ်အစိုးရဖြစ် stage ရှိနေခဲ့တယ်အစိုးရတရက်ကလူထုကိုအုပ်ချုပ်ထားတယ်ဆန္ဒပြတယ်ဖြုတ်ချတယ်ဒါပေမဲ့အဲ့ဒီအစိုးရကိုသူကဆက်လက်ရှိနေမယ်ဆိုရင်သူကအစိုးရမြည်တယ်ဆန္ဒပြတိုင်းလည်းဥပဒေပေါင်းမဝင်ဘူးအမေရိကန်မှာလည်းပဲလူထုကအစိုးရတရက်ကိုမကျေနပ်ရင်ဆန္ဒပြနေတာပဲဆန္ဒပြရွယ်ကွာလူထုမကျေနပ်ဘူးဒီအတ္တလန်တစ်ချာတာနံပါတ်3အရာလူထုမကျေနပ်လို့အစိုးရမမြည်ဘူးဆိုရင်မင်းပြောတဲ့ဥပဒေအရာဆိုရင်ကမ္ဘာပေါ်မှာဆန္ဒပြတဲ့နိုင်ငံတွေအားလုံးကအစိုးရတွေထွက်ပြေးရမှာပေါ့လို့ပြောလိမ့်မယ်အခင်းချင်းမတူဘူးလက်ရှိဖြစ်နေတာဒီစက်အုပ်စုကိုအစိုးရလို့အတိမမပြုတ်ဘူးကိုယ့်ဘက်ကပြည်သူလူထုကရွေးချယ်သောအစိုးရကိုအစိုးရလို့အတိမပြုတ်ပေးဖို့အတွက်အစိုးရနေရာလူတဲ့တိုက်ပွဲဖြစ်တယ်လူထုနဲ့လက်ရှိအုပ်ချုပ်တဲ့ထိန်းထားတဲ့ကောင်နဲ့တိုက်ပွဲမဟုတ်ဘူးကျွန်တော်ကတင်ပြနေတာမှာရိုးရိုးရှင်းရှင်းလေးနားလည်ဖို့လိုအပ်တယ်နောက်တစ်ခုကဆီးရီးယားကိစ္စပေါ့နော်ဒါကဥပမာအဖြစ်ပြောဖို့လိုအပ်တယ်ဆီးရီးယားတို့ပြီးတော့အီဂျစ်တို့ပြီးတော့ကျွန်တော်တို့ဒီနွေဦးတော်လိုင်းရေးလုပ်ခဲ့တဲ့အာရပ်နိုင်ငံတွေတချို့နိုင်ငံအောင်မြင်သွားတယ်တချို့နိုင်ငံမအောင်မြင်ဘူးကောင်းပြီအာရပ်နိုင်ငံတွေထဲမှာအီဂျစ်နိုင်ငံမှာရုပ်ကပွဲလုပ်ပြီးတယ်တက်လာတဲ့အုပ်စုတွေကကျွန်တော်ရိုးသားသားပဲပြောပါမယ်ကျွန်တော်လည်းမွတ်စလင်တယောက်ပါတက်လာတဲ့အုပ်စုတွေကဗမာပြည်ကမဘာသာလို့ပဲလူနည်းစုဘာသာဝင်တွေကိုတိတ်ခဖို့ကြိုးစားတယ်အီဂျစ်မှာဖြစ်သွားတဲ့ကိစ္စအဲ့ဒီကိစ္စပဲအီဂျစ်မှာဘိုးစဉ်ပေါင်ဆက်အတူနေခဲ့တဲ့ခရစ်ယာန်တွေကိုနှိပ်ကွက်တယ်အဲ့တော့တတိယအင်အားစုပေါ်လာတယ်ဒါကိုလက်မခံဘူးတိတ်ကလုံးမရဘူးဒါငါတို့ရဲ့မျိုးဆက်အတူနေခဲ့တာနှစ်ပေါင်းထောင်နဲ့ချီပြီးအတူနေခဲ့တဲ့တမိုင်းရှိတယ်ညီကိုတွေမင်းတို့မတရားလုပ်လို့မရဘူးဆိုပြီးတော့လူနည်းစုတွေဘက်ကရက်တည်တဲ့အုပ်စုပေါ်လာတယ်အဲ့ဒါကိုမကျေနပ်ဘူးမကျေနပ်တော့ brother ဟုတ်ပေါ့သူပါတီကအနိုင်ရထားတဲ့အချိန်မှာဥပဒေပြဋ္ဌာန်းပြီးတော့ခွဲခြားဖို့ကြိုးစားတယ်အဲ့ဒီဥပဒေကိုကန့်ကွက်ကြောင်းကိုလူထုကဆန္ဒပြတယ်လူထုဆန္ဒပြတဲ့အတွက်စစ်တပ်က48နာရီအတွင်းမှာခင်ဗျအဲ့ဒီဥပဒေကိုပြန်ပြင်ပေးပါကျွန်တော်တို့တိုင်းသူပြည်သားအားလုံးကျင်နာကိုပြန်ပေးပါလို့48နာရီပထမတစ်လမှလည်းမပြင်ဘူးခေါင်းပါတယ်လူထုရဲ့ထောက်ခံနေတာကိုကျွန်တော်တို့မြန်မာနိုင်ငံမှာ NLD ပါတီကိုလူတွေထောက်ခံတယ်လို့မျိုးဒီစစ်တပ်လောက်စောင့်ကြည့်ဆိုင်တာမလို့ဘူးလို့ဖြစ်တာထောက်ခံနေတယ်အဲ့တော့အဲ့လိုဖြစ်တဲ့အခင်းအကျင်းမှာနောက်ဆုံးသူကမပြင်ပေးဘူးလူနည်းစုနှိပ်ကွက်ရေးဥပဒေပါလာတယ်အဲ့ဒါကြောင့်အာဏာသိမ်းတယ်ဆိုတော့လူနည်းစုတွေနဲ့တတိယအင်အားစုတွေကစစ်တပ်ဘက်ကရပ်တည်လိုက်တယ်ဒါကြောင့်သူတို့ကအစိုးရဖြစ်သွားတယ်အစိုးရဖြစ်သွားရင်ကျွန်တော်ပြောတဲ့အတ္တလန်တစ်ချာတာကအသုံးဝင်တော့အဲ့ဒီအစိုးရရဲ့လူခွင့်ရေးချိုးပေါက်တာတွေဘာတွေအကြောင်းပြပြီးတော့ကျန်တဲ့ဆန်ရှင်တွေပဲလုပ်လို့ရမယ်မကြိုက်တဲ့အုပ်စုတွေကပေါ့နော်ဆီးရီးယားမှာလည်းဒီလိုပဲဖြစ်တာဆီးရီးယားမှာနွေဦးတော်လှန်ရေးဖြစ်တယ်ပြီးတော့အဆက်အစိုးရကိုဖြုတ်ချဖို့ကြိုးစားတယ်အဲ့ဒီစတင်ဖြစ်တည်တဲ့ကာလမှာမှန်တယ်အတိုက်ခံတွေဘက်ကဖိနှိပ်ခါရဲဆိုပြီးတော့တမိုင်းနဲ့ရှိပြီးတော့ဖိနှိပ်တာဟုတ်ဗျာကျွန်တော်တို့ဗမာပြည်မှာစစ်ဆိုးကဖိနှိပ်တယ်လို့မျိုးဒါပေမဲ့ဖြစ်ပြီးတော့မကြာမီမှာလက်နက်ကိုင်အင်အားစုတွေပေါ်လာတယ်အဲ့ဒီလက်နက်ကိုင်အင်အားစုတွေရဲ့အမှားကဘာလဲဆိုတော့လူနည်းစုခက်ရံတွေကိုတပ်ပလိုက်တယ်အများကြီးတပ်လိုက်တယ်အဲ့တော့ဆီးရီးယားမှာ roadmap ဆွဲသေးတယ်အဆက်အစိုးရကသူဆင်းပေးမယ်ဒီလိုအချက်လက်တွေနဲ့ဆင်းပေးမယ်ဆိုလို့တော့အချိန်မှာဆီးရီးယားလူနည်းစုများဖြစ်တဲ့ခရစ်ယာန်နဲ့ဒူစီတွေကသမ္မတကြီးမဆင်းပေးပါနဲ့သမ္မတကြီးဘက်ကကျွန်တော်တို့အသေးခံတိုက်ပေးမယ်ဘာကြောင့်လဲဆိုတော့သမ္မတကြီးဆင်းပေးခဲ့ရင်ကျွန်တော်တို့လူမျိုးလုံးတပ်ဖြတ်ခံရမှာအဲ့လိုလူနည်းစုတွေကအဲ့ဒီအုပ်စုဘက်ကရက်တည်သွားတယ်ဒါကျွန်တော်တို့အတွက်သတိထားစရာကိစ္စဖြစ်တယ်ကျွန်တော်တို့အခု
ပြည်တော်စုညို့မောင်အစိုးရဖြစ်ဖြစ်ညီညွတ်ရေးအစိုးရဖြစ်ဖြစ်အစိုးရတရဖြစ်လာတယ်အဲ့ဒီအစိုးရမှာကျွန်တော်မနေ့ကလည်းပြောတယ် constitution ကိုကောက်အောင်လုပ်ပါလူတွေကိုမခွဲမခြားတဲ့လူနည်းစုလူများစုမခွဲမခြားတဲ့ဥပဒေကိုခိုင်မာအောင်လုပ်ပါကဘာကြီးကအတွေ့အကြုံတွေနဲ့ကူညီတဲ့မကူညီတဲ့ကိုစဉ်းစားတာစီးရီးယားကိစ္စမှာနိုင်ရမယ့်ကိစ္စသို့တော့အဲ့ဒေါ်လာရေးဆိုတဲ့အုပ်စုထဲမှာ IS တွေပါလာတယ်အယ်နူစရာတွေပါလာတယ်ပါလာပြီးတော့လူနည်းစုတွေကိုအများကြီးတက်ပလိုက်တယ်ဘာသာမတူလို့အဲ့ဒီမှာစတင်ကြဆုံးခန်းဝင်သွားတာကျွန်တော်တို့လူနည်းစုလူများစုခွဲခြားနေလို့မရဘူးကျွန်တော်တို့တိုင်းပြည်တစ်ခုကိုကောင်းမွန်ထူထောင်ခြင်းဒီမိုကရေစီစံရှိဖို့လိုတယ်ကျွန်တော်တို့ကဒီမိုကရေစီနိုင်ငံကိုတွားဖို့တော်လှန်နေတာကွန်မြူနစ်နိုင်ငံကိုတွားဖို့အတွက်ကျွန်တော်တို့ရှေ့ကွေပါလာတို့နော်ဖီဒယ်ကက်စတိုတို့မော်စီတုံးတို့တော်လှန်တယ်လို့မျိုးတကူအချစ်အစိုးရကိုတော်လှန်မယ်ငါတို့ကွန်မြူနစ်နိုင်ငံထူထောင်မယ်ဆိုတဲ့စိတ်မျိုးနဲ့ကျွန်တော်တို့ဗမာပြည်ကလုပ်နေတာမဟုတ်ဘူးကျွန်တော်တို့ဗမာပြည်ကလုပ်နေသောအလုပ်ဒီဒီမိုကရေစီနိုင်ငံကိုတွားဖို့လို့တော်လှန်နေကြတာဒါကိုလည်းကိုယ့်အကိုကြည်လင်ဖြစ်ဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ constitution ကိုအကောင်းမွန်ဆုံးစံချိန်ဝင်အောင်ရေးပြီးတော့ကျွန်တော်တို့အစိုးရတရက်ကိုပြည်ပြင်းလုပ်ရမယ်လက်ရှိချိနေတော့ still အစိုးရလေးဒီပြည်သူလူထုကထောက်ခံထားတဲ့အစိုးရပြည်သူလူထုဘက်ကစေအုပ်စုကိုအစိုးရလို့အတိမတ်မပြုတ်ဘူးပြည်သူလူထုဘက်က NUG ကိုအစိုးရလို့အတိမတ်ပြုထားတယ်ဒါပင်တီလျင်ပြည်သူလူထုမှာတာဝန်ကျေနေပြီဒါကိုကျွန်တော်တို့ကသုံးတတ်ဖို့လိုတယ်အဲ့တော့သုံးရင်နောက်တစ်ချက်အခက်အခဲရှိမှာပေါ့ဘာလဲဆိုတော့ငါတို့ကလက်ရှိထိုင်ကုန်ချိတော့အစိုးရမဟုတ်ဘူးထိုင်ကုန်ချိတော့အစိုးရမဟုတ်တဲ့အတွက်ဒီအတ္တလန္တိတ်ချာတာကြီးကအသုံးဝင်ပါမလားဒီမေကိုမေးစရာရှိတယ်ဒါအရေးကြီးတဲ့ point ပါဒါပေမဲ့တမိုင်းမှာကျွန်တော်စောစောကပြောတဲ့ Philosophy ပြောခဲ့တယ်လို့မျိုးဂျီနိုဆိုက်ဖြစ်တယ်ဆိုတာကိုတမိုင်းနဲ့ချီပြီးတော့သူကပြတယ်လို့မျိုးဥပဒေကိုတမိုင်းနဲ့ချီရေးဆွဲတယ်လို့မျိုးကျွန်တော်တို့တမိုင်းမှာထိုင်ကုန်မချိတော့အစိုးရများအတ္တလန္တိတ်ချာတာမှာပါဝင်ပြီးတော့လက်မှတ်ရေးထိုးခဲ့တယ်ဆိုတာရှိပါတယ်အဲ့တော့ယူဂိုစလာဗီးယားပြီးတော့ပိုလန်ချက်ကိုစလိုဗက်ကီးယားအဲ့ဥရောပနိုင်ငံအများစုအတ္တလန္တိတ်ချာတာကိုလက်မှတ်ထိုးတော့26နိုင်ငံမှာနိုင်ငံတဝက်လောက်ကအဲ့ဒီအချိန်ကပြည်ပြည်အစိုးရတွေဘာကြောင့်လဲဆိုတော့ဟစ်တလာရဲ့အင်အားနဲ့နာဇီပါတီတွေကလွှမ်းမိုးပြီးအာဏာသိမ်းထားတာအဲ့တော့ထိုင်ကုန်မဲ့နေတော့အစိုးရတွေပြည်ပြည်အစိုးရတွေသူတို့ပင်ဒီလေအတ္တလန္တိတ်ချာတာမှာပါဝင်ခွင့်ရခဲ့တယ် United Nations ရဲ့ဖောင်ဒါကြီးတွေဖြစ်ခဲ့တယ်အဲ့တော့ဒါဒီကျွန်တော်တို့ဥပဒေကိုယူတတ်ဖို့လိုတယ်ပြောတာဥပဒေကိုယူတတ်မှထိုင်ကုန်ချိစရာလောလောဆယ်မလိုဘူးလူစိုးတစ်ခုကကိုယ့်အိမ်ကိုဝင်စီးထားတယ်အိမ်ရှင်ကဘေးကိုဖယ်နေရတယ်အိမ်ရှင်ကအဲ့လူစိုးတစ်ခုရဲ့ပေးမဲ့အသက်အန္တရာယ်ကနေပုံအောင်နေရတယ်ဒါပေမဲ့ကိုဒီအိမ်ရှင်ဖြစ်တယ်ကိုအိမ်ရှင်ဖြစ်ကြောင်းကိုပတ်ဝန်းကျင်အားလုံးကထောက်ခံထားတယ်တရားဝင် legitimate ဖြစ်တယ်ဒီအချက်နဲ့တွေအတ္တလန္တိတ်ချာတာကိုပက်ပက်ဆက်ဆက်သုံးလို့ရတယ်အတ္တလန္တိတ်ချာတာကိုလက်မှတ်ထိုးစဉ်ကာလကထိုင်ကုန်မရှိသောအစိုးရများတဝက်ပါဝင်သည်ဒီ theory ကိုခင်ဗျားတို့မှတ်ထားပါအဲ့တော့ထိုင်ကုန်ချိစရာမလိုဘူးလူထုထောက်ခံဖို့လိုတယ်လူထုကအစိုးရလို့အတိမတ်ပြုဖို့လိုတယ်အဲ့တော့ဒီအချက်တွေဟာတိတ်ပြီးတော့ကြီးကြတဲ့အချက်တွေဖြစ်တယ်ကိုယ့်ဘက်ကဥပဒေအရတန်တမန်တိုက်ပွဲမှာတန်တမန်ဥပဒေအရအင်မတန်ခိုင်လုံသောအချက်လက်ဖြစ်တယ်ဒါကိုကျွန်တော်တို့ဒီလာမဲ့စက်တင်ဘာလကုလသမဂ္ဂမှာတာမတ်ကြီးရာဒူးကိုမချိမြိုင်ခင်ကျွန်တော်တို့အမှီလုံနိုင်ဖို့လိုအပ်တယ်ပြီးတော့ဒီလိုဥပဒေတွေကပြီးတော့ငါတို့ကဘယ်ကိုသွားရမှာလဲဘသူ့ကိုတင်ပြရမှာလဲဒီလိုအသေးစိတ်မေးနိုင်တာပေါ့နော်အဲ့လိုအသေးစိတ်သိချင်ရင်တော့ခင်ဗျားတို့ဘက်ကအလုံးလုံးနေတဲ့လူတွေကျွန်တော်ရှင်းပြလိုက်ပါဘလူးချီကိုသွားတင်တယ်ဘယ်လိုတင်ပြတင်တယ်ကျွန်တော်အကြံပေးပါမယ်အလကားအကြံပေးမှာ free ခင်ဗျားတို့ရှိရပိုက်ဆံတပြားမယူနေရာလည်းမလိုချင်ဘူးဒီလိုဝင်တင်တယ်ဒီလိုဝင်တင်တယ်ဒီလိုဝင်တင်တယ်ဒီလိုလုပ်တင်တယ်ဒါကိုကျွန်တော်အကြံပေးလို့ရတယ်ဆိုတော့ဒါကျွန်တော်ဘက်ကကမ်းလှမ်းတာ
စေတနာရှိလို့တိုင်းပြည်တစ်ခုကိုကောင်းကောင်းမွန်မွန်ဖြစ်သွားဖို့လိုအပ်တယ်ဒါပေမဲ့ခမရတို့ဘက်ကဒီထက်ပိုကောင်းတဲ့အကြံဉာဏ်တွေရှိတယ်ဒီထက်ပိုကောင်းတဲ့အကွက်တွေရှိတယ်ဆိုရင်လည်းပဲကျွန်တော်တို့အားပေးပါတယ်လုပ်ပါဘာကြောင့်လဲဆိုရင်ဘယ်နည်းနဲ့မဆိုစစ်အုပ်ချုပ်ရေးရန်တရားဒီဖက်ဆက် institution ကြီးတစ်ခုပြည့်စည်သွားဖို့လိုအပ်တယ်ပြတ်သုံးသွားဖို့လိုအပ်တယ်ဖက်ဆက် institution ကြီးတစ်ခုလုံးပြတ်သုံးသွားမှတိုင်းပြည်ကနလန်ထူမယ်အခုအချိန်မှာကျွန်တော်တို့အယက်သားတွေပြောသလိုမျိုးစစ်ကောင်းဆောင်တယောက်2ယောက်3ယောက်လောက်ကိုတတ်ပြည့်ရင်ဝင်းသားမှာပေါ့ဒါပေမဲ့အဲ့တယောက်2ယောက်3ယောက်တတ်လို့ပြီးပြီလားစစ်ကောင်းဆောင်2ယောက်3ယောက်မင်းအောင်လိုင်ကိုရှင်းပလိုက်မယ်ပြီးတော့စိုးဝင်းကိုရှင်းပလိုက်မယ်ပြီးပြီလားမပြီးဘူးဘာကြောင့်လဲဆိုတော့ institution ကခိုင်မာနေတယ်ဒီ institution ကိုဖြစ်သိမ်းမှုအတွက်ခင်ဗျားတို့ဘက်ကကိုပိုင် institute တစ်ခုကိုရေးဆွဲပါအဲ့ဒီကိုပိုင် institution တစ်ခုရလာပြီလူတို့ကလည်းလက်ခံပြီဆိုရင်လူတို့ကအခုချိန်မှာအရင်လက်ခံခြင်းနေတယ်ကိုဘက်ကလုံးနိုင်မှုပဲလို့တယ်အဲ့တော့ institution တစ်ခုခိုင်မာသွားပြီဆိုရင်ကိုဘက်ကအားတွေကိုရှင်းရတာလွယ်လွယ်လေးပါအင်မတန်လွယ်တယ်ဒါဒီစကားတော့ကျွန်တော်ဒီလောက်ပဲပြောသင့်တယ်အင်မတန်လွယ်တယ်အဲ့တော့နိုင်ငံတကာကအထူးသဖြင့်ဒီမိုကရေစီအင်အားစုတွေကခင်ဗျားတို့ဘက်ကိုကူညီဖို့ရင်ဘတ်တွေဖွင့်ထားတယ်နောက်တစ်ခုကနိုင်ငံရေးမှာ right time and right place ဆိုတာရှိတယ် right time and right place ဆိုတာအချိန်မှန်တရားမှန်ဖြစ်ရမယ်သူကယာတီလွန်သွားမှအဲ့ဒီအတီးကိုခူးလို့မရဘူးဒီယာတီမှာဒါလုပ်ရမယ်ဒီယာတီမှာဒါလုပ်ရမယ်ကြိုပြီးတွက်ထားရမယ်အခုဒီ Atlantic Charter ကိုပြန်လဲအကောင့်ထဲပေါ်ခြင်းတဲ့အတွက်ဒီလဇွန်လပေါ့နော်ဟိုအခုတော့ဇူလိုင်ရောက်သွားပြီဇွန်လ9ရက်နေ့ကကုန်ခဲ့တဲ့လ9ရက်နေ့ကအမေရိကန်သမ္မတကြီးဂျိုးဘိုင်ဒန်နဲ့ဗြိတိရှဝန်ကြီးချုပ်ဘော်ရစ်ဂျွန်ဆင်တို့ New Atlantic Charter ဆိုပြီးတော့နောက်ထပ်လက်မှတ်တစ်ခုထိုးတယ်သူတို့ကအဲ့ဒီ New Atlantic Charter ဒီပထမဆုံးထိုးခဲ့သော Atlantic Charter နဲ့ကွဲပါတယ်အများကြီးကွဲပါတယ်ဒါပေမဲ့ပထမထိုးခဲ့သော Atlantic Charter ကိုအဓိကမိထားတဲ့အချက်တစ်ချက်ကနံပါတ်1မှာရင်ပါတယ် injustice ဖြစ်နေတယ်မတရားမှုတွေဖြစ်နေတာအဲ့ဒီမတရားမှုတွေဖြစ်နေတာကို every individual เนาะလူတဦးချင်းတယောက်ချင်းရဲ့အတွက်တရားမျှတမှုရောက်အောင်လုပ်မယ်ဆိုတဲ့ promise ပါတယ်ဂတိပါတယ်သူတို့ကအရင် Atlantic Charter ကိုအစမလန်ချင်ဘူးဆိုရင်အခုလက်မှတ်ရေးထိုးသော treaty ကို Charter ကို Atlantic Charter လို့နာမည်ပေးစရာအကြောင်းမရှိဘူးအခုလက်မှတ်ရေးထိုးတာကိုလည်း New Atlantic Charter လို့နာမည်ပေးပြီးတော့လက်မှတ်ထိုးတာဒါဒုတိယကမ္ဘာစစ်မှာအမေရိကန်ကပါဝင်မှုအတွက်ကြိုတင်ပြင်ဆင်တယ်လို့မျိုးအခုလည်းပဲကမ္ဘာကြီးရဲ့ World Order ကမ္ဘာအစီအစဉ်စနစ်ကြမှုစနစ်တကျပြန်လည်မွမ်းမံမှုအတွက် New Atlantic Charter ဆိုပြီးတော့လက်မှတ်ထိုးတယ်တရားဥပဒေနဲ့ကိုင်တွယ်မှာတရားဥပဒေနဲ့လေဘင်းညက်မှာဒါဒီခက်ကာလာကြီးကိုကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်ဒီအချိန်ဒီ right time ဖြစ်တယ်ပြီးတော့လာမယ့်စက်တင်ဘာလမှာကျွန်တော်တို့ဒါကိုဖတ်ရမှာဆိုတော့ဒီကာလဒီ right place ဖြစ်တယ် right time နဲ့ right place ကိုနိုင်ငံရေးမှာသုံးတတ်ဖို့အရေးကြီးတယ်အဲ့လိုသုံးတတ်မှာပဲအောင်မြင်မှုရတယ်ဒီခင်ဗျားပြောတဲ့ Atlantic Charter ကြီးကိုတခြားဖိနှိပ်ခံရတဲ့နိုင်ငံတွေမသုံးခဲ့ပါလားသုံးခဲ့တဲ့သမိုင်းရှိလားဒါမေးကောင်းမေးနိုင်တယ်ကျွန်တော်တို့တွေကကျွန်တော်စောစောပြောသလိုဥပဒေဆိုတာဇင်းမြစ်ကိုလိုက်ရတယ်အဲ့ဇင်းမြစ်ကနေဘာကြောင့်ဒီဥပဒေဖြစ်လာတယ်ဆိုတာကိုတည်ဆောက်ရတယ်ကျွန်တော်တို့တွေဒီသူများသုံးပြီးသားသူများလုပ်ပြီးသား theory ပဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ကနောက်လိုက်နေဖြစ်တယ်ကိုကစတုံးလိုက်ရင် theory အသက်ဖြစ်တယ်နောက်ထပ်နိုင်ငံတွေမှာလည်းပဲစစ်တပ်တွေကတော့မဟုတ်အာဏာရှင်တွေကဒီလိုမတော်မတရားအာဏာသိမ်းပြီးလူဘာဝလို့ရတယ်မရနိုင်ပါလားဆိုတာရက်တန့်သွားမယ်ကဘာကြီးမှာစံပြဖြစ်သွားမယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်ကျွန်တော်စိတ်ကူးရည်ပြီးပြောနေတာမဟုတ်ဘူးအချက်လက်တွေရှိတယ်စနစ်တကျပြင်ဆင်လို့ရတယ်သုံးလို့ရတယ်ကိုယ်တွေလည်းအောင်မြင်သွားမယ်ကဘာကြီးမှာလည်းစံပြဖြစ်သွားမယ်
တကယ်လို့ခင်ဗျားတို့မတိုးရင်လည်းပဲနောက်တစ်ချိန်မှာခင်ဗျားတို့ရဲ့တာဝန်သာဖြစ်မယ်ဒါကိုသုံးဖို့လိုအပ်ရင်သုံးဖို့ပြင်ဆင်နေတဲ့နိုင်ငံတွေပေါ်လာလိမ့်မယ်ဒီတစ်ခုတော့ခင်ဗျားတို့နားလည်စေချင်တယ်ဆိုတော့ကျွန်တော်ဒီစေတနာကောင်းတဲ့ကိုယ်တိုင်းပြည်လေးကိုမွေးဖွားခဲ့ရတိုင်းပြည်လေးပေါ့နော်ဒီတိုင်းပြည်လေးဒီလိုဖက်ဆက်ရန်တရားအောက်ကလွတ်မြောက်သွားဖို့အတွက်ကျွန်တော်ပေးနိုင်သောအချက်လက်တွေတဲကတစ်ခုကိုခင်ဗျားတို့အကြံပေးခြင်းဖြစ်တယ်ခင်ဗျားတို့ကြိုးစားစေခြင်းတယ်ဒီတိုင်းပြည်လုံးလည်းပဲဒီစစ်ဖက်နှက်အောက်ကအမြန်ဆုံးလွတ်မြောက်စေခြင်းတယ်ဒါကြောင့်လည်းပဲကျွန်တော်ဘက်ကတန်းနိုင်သမျှတွေကူညီ